မမီဘာလဲပြောလေ ယောက်ျားတယောက်ကိုအပိုင်ရဖို့အတွက်ဘာလုပ်တင်လဲ ဘလီစောစောတမဲရငါ့ကိုလာမင်းနေသေးတယ်ညက်စွမ်းတာပဲစွမ်းလိုက်ပေါ့ လီပြောနေတာအဲ့လိုတညတာငွေပေးတဲ့ကောင်ကိုပြောနေတာမဟုတ်ဘူးယောက်ျားတယောက်ရဲ့တရားဝင်မရဖြစ်ဖို့လီဘာလုပ်ရမလဲ Oh my god တရားဝင်မရဖြစ်ချင်တာဟုတ်လားအဲ့ဒါဆိုလေအမိဖမ်းလိုက်ပေါ့ ပြောတော့သာလွယ်တာလေလီအဲ့လိုမိဖမ်းလို့ရှင်လေလီကိုရော်ကြီးတွေပဲနဲ့နေအောင်ပေးမှာပေါ့ဘသူကတိတ်ခါရနေရှင်းပြီးတော့ယူမှာလေ လီလီရဲ့မယူရင်ရဲတိုင်လိုက်ပေါ့ဒီမှာလီလီယောက်ျားနဲ့မိန်းမကအလိုမတူဘူးသာပြောလိုက်အဲ့ဒါမရင်းမှုပဲဘဲယောက်ျားမှတန်တိုင်ချားမှထောင်ချမခံရင်ဝင်ကြားထဲမှာပဲအိမ်တောင်ချခံ